how to one hit ဟုတ်ပြီ2စကင်1 hit ပေါ့ရမှာလားမရမလားရှိုးမယ် item လေးတော့သူဆက်ပြ holy crystal ထည့်ထားတယ်ဟာဗာလေ holy crystal နှစ်ချောင်းဟုတ်ပြီ okay damage ကဘယ်လောက်ထိထွက်မှာလဲဒါဆိုဟေး9800ထိထွက်တယ်အိုးဟာရဟုတ်တယ်ဟာအိုးရဂူရှင်ကြီးကိုတကယ်ပြစ်သွားတာ1 hit ဟာရဟုတ်တယ်ဗျာလင်းအိုးဟုတ်တယ်ဗျာကဲဒါဆိုရင်ဗာလဲတိုက်လို့ထုံးစံတိုင်းပဲလက်စကိုသွားဆမ်းမယ် Let's go ကဲဒါဆိုရင်တော့သူပြထားတဲ့ item တွေကလည်းဆက်ပြီးသွားပြီ damage ကတကယ်ပဲ9800ထိတက်မလားတိုက်လို့လက်စကိုစမ်းကြည့်မယ်ဟောရအောင်9800တော့မုံက9500ကျောင်းတက်တယ် what the fish အိုးဝေးအောင်ကြီးလွန်လာဘောလောက်ကြီးကြတော့နှစ်စကင်ကတကယ်ပဲ damage ထွက်မလားဆိုတော့ brother ဝယ်လိုက်ကြည့်လိုက်တော့ဗျာပွဲတယ်ပါနော်ဘာလောက်တာလဲချောင်းပါဝင်လောက်တာလဲအတွေ့အကြုံကြည့်သေးဦးထင်နေနင်ဘာလောက်တာလဲမကာမဆော့ဒါမှရတကယ်ကိစ္စနေရမယ်နော်ဟိုမှာရောပြေးတာcross ဆိုတာမင်းလားfree ကဘာဝင်လောက်တာလဲနော်ဒါလည်းရိုက်ချပလိုက်မယ်ဗာလဲဝင်မလာနဲ့ဆွတ်ဆက်ဝင်မလာနဲ့ free ရဘာနားမလဲဘူးညဆိုလဲတောင်းမှချိုးမှတိုင်းနော်မမင်းတိုက်အိုးတော့ဟောဝင်းရရတာလို့တွားလူလိုဖြစ်စားပြက်သွားလူလိုဖြစ်သွားတာ brother ကြီး damage ရတကယ်ထွက်ပါတယ် brother နဲ့ဆော့ကျင်တယ်ဆိုတော့ကျွန်တော် item နဲ့ apply လေးပြထားပါတယ်တော့ဆော့ကိုကျွန်တော်လည်းပြောချင်ပါတယ်